ဝိုင်းပြီးတော့မြန်မာနိုင်ငံသားကိုသူ့ရိုက်ဝိုင်းရိုက်တာပေါ့သူပတ်စပို့လေမင်းပတ်စပို့တင်ထားလားပတ်စပို့တင်ထားတယ်ကျွန်တော်ပတ်ဖို့မင်းတော့ဘာမှမလုပ်ကျွန်တော်ဒီမှာပါတော့ကျွန်တော်တို့စိုက်တယ်တာရှိဟိုကောင်လေးပဲလုပ်တာဟုတ်တယ်မလားကောင်လေးတယောက်ပဲတုံးနဲ့နှစ်ချက်ရိုက်ဒီမှာအားတော့သူတို့ကဝင်းရကြတာဘာလို့လဲကိုနိုင်ငံသားကိုထိတဲ့အတော့မခံနိုင်လို့မလားအလုံးပဲဟုတ်တယ်မခံနိုင်ဘူးမခံနိုင်မင်္ဂလေးတွေ့မင်္ဂလေးဆိုမကြီးပြောပါဦးမကြီးကြီးနဲ့အဲ့တယောက်မှကမကိုယ်တိုင်မကိုယ်တိုင်ဆုံးကျေးဇူးတင်ပါတယ်နော်ဒါဒီလိုဝင်းရပြီးတော့နောက်တစ်ကြံလေးကအခုလာဘယ်နှစီးလို့ကား10စီးလောက်ရှိမှထင်တယ်ခုနိုင်လို့လာတော့ဗောနော်ဟမ်ရဘယ်နှစီးလောက်ရှိမှထင်ယူနှစ်စီးလောက်ရှိမှထင်ဒီတူတူပဲအဲ့ငါတို့ဆိုကြပြန်ငါတို့ရှစ်မေးနေတာငါတို့ရှစ်သေးတော့ရှိမှာဟောရှစ်စီးလောက်ရှိညာရတယ်အဲ့ဒီစကားပြန်တော့ခေါ်လေးရငါလူလေးဝဲခေါ်လေးရခေါ်လေးမျိုးမှလူကြီးလာပြန်လာကြတာအောင်အားကြည့်မှာကျွန်တော်ပေါ့အဲ့ဒီတော့အားကြည့်နေငါတို့ထောင်ပြီးကဲဒီလိုဝင်ရပြီးတော့အားလုံးကစိတ်ပြီးတဲ့နေရာမှာကျေးဇူးတင်ပါတယ်။ညာကြီးကိုပိုက်လိုက်တော့နင်းဟာဒီမှာအမပြောလိုက်အမလုံးဖြစ်ပါဘူးကမှန်ပါဘူးဒီကမဟုတ်ဘူးဒီကပဲအမနဲ့ပတ်တယ်ကြောက်ကြဆက်ဟုတ်တယ်သူတို့အဖွဲကြတော့တခါမှတော့နာမည်ပြန်ဖြစ်တယ်မဒီစကားပြန်ကြည့်လို့ကျွန်တော်ကဖြစ်ပါတယ်တိုင်းမဲ့ဆိုဒီစကားပြန်ဆိုအမဆွဲဖို့တယ်သူအမနဲ့ပတ်တယ်ကွန်ပလီတို့မယောင်တို့ဒီဟာပြုတ်တဲ့ကျွန်တော်စကပြန်လာလောက်ခံပြောရရင်တော့လာတာဘလောက်ပေးမလဲတောင်းခွဲတယ်ကြီးလည်းမလုပ်ဘူးလို့မတသိမ်းမပေးနိုင်မလားပြောနေတယ်ကျေကွာလေအဲ့ဒီထိုင်းတီးမှာ3ပါတာရအေးမသေးရောပေါ့အေး3000ခွဲပဲလာပေးရတယ်မလုပ်ဘူးလို့မတကောင်းမပေးနိုင်ဘူးခမသိသူတို့ကကိုယ်ကစကပြန်ပေးတယ်လောက်သမားတွေခမတင်တယောက်လောက်သမားကမရှိရင်လောက်သမားကကိုယ်ကောင်းတယ်ကိုယ်တော့တယောက်ရင်တယောက်ကိုယ်ဝိုင်းရတယ်ဟုတ်တယ်အားခံရဘူးဘုံကြီးအချိန်တော့ကျွန်တော်လည်းခံခဲ့ဘူးလို့ဆိုပြီးခဲ့တဲ့နေ့ကလေဆိုင်တာပြီးခဲ့တဲ့နေ့ကဆလာမီအစိုးရစီစဉ်တော့ပြကြဒီပေါ်ဝင်းဖမ်းမှာကျွန်တော်တို့လေဘူးမဘယ်လိုဆက်ပြရမလဲမင်းမြန်နေရပဲတဲ့ဟုတ်ပတ်စံမရှိဘူးပြောမှအလုံးမလုံးနဲ့လို့အစိုးရလည်းပတ်စံဘယ်လောက်ကျန်လဲအမတို့အဲ့ဒီချမ်းမိုင်းလည်းတစ်ဖိုက်ရကျွန်တော်ကိုယ်တိုင်ဖိုက်ပေးပြီးလို့တော့အလောက်ဒီမားလေးကိုပြအဲ့လေမြေကြီးမှပြအဲ့ကောင်တွေရရအောင်ကျွန်တော်သွားယူရအမပြောတယ်ကွာနာနေလူနော်နေကိုအဲ့လိုဟမ်ချမ်းถ้าเป็นพี่จะนอนไหมบนดินเนี่ยเขาก็เป็นมนุษย์เช่นกันมีใจอะไรที่ทำอย่างนี้ตัวตู้มีเลยนี่ตัวตู้มันนี่จะมาแต่มันนี่จะมาရောက်လာတော့ကျမကမိတဲ့နေပါဖြစ်လို့ဒီကိုရောက်လာတာကျမလိန်လိုက်တယ်ဒီမှာကျမတူလေးအလုပ်လုပ်တာဒီကောင်လေးကကျမတူလေးအဲ့ဒါကျမတူပြောတူပတ်တော့ပတ်တော့ကျမတူပြောတော့သူမငင်းနိုင်တော့မငင်းနိုင်တော့ကလေးတွေစမ်းអော်ထုတ်ပြီး agency နဲ့လာတာ MOU တွေအကုန်လုံး128ရကျွန်တော်ရှိမှာတော့တော့ကြီးတော့ပြောပြအောင်ကျွန်တော်ရှိမှာတော့ပြောပြဝယ်သားတွေကအဲ့သူသားတွေနော်သူကညီလာပို့တယ်ဟောရှိတယ်တော့ရှိမှာတော့ရောက်တာတော့မှာပြည်တာကြီးငါလည်းပြည်ရတယ် That's the ဟာအဲ့ဒီကြီးကိုကြည့်မမီပါပါလားအော်ဒါပါမင်းဒီပါမှာမင်္ဂလာပါခင်ဗျတရုတ်9ယောက်ကမြန်မာစကားပြောင်းယူနေဘူးနဲ့လောက်ဝိုင်းထိုးချိန်ပတ်စပို့ဖြဲတဲ့အကြောင်းရင်းလေးကိုကျွန်တော်ပြောပြမယ်မြန်မာနိုင်ငံသားတရုတ်စကားပြောင်းကတရုတ်ဆိုင်မှာလှုပ်နေတယ်ပတ်စံထွက်မှမတရုတ်ကပြောတယ်ပတ်စံထုတ်ခိုင်းတယ်တရုတ်ကမထုတ်ပေးဘူးအဲ့တော့တခြားဆိုင်ကိုပြောင်းသွားတယ်တရုတ်ကပြောင်းမလားဆိုဒီနေ့30နှစ်လာခဲ့ချိန်တာ30နှစ်သွားတယ်ဒီပတ်စံနေပေးမယ်ပေါ့ဟိုတဲရောက်စားတော့ဆိုင်မှာမြန်မာတယောက်ကိုတရုတ်9ယောက်ကဝိုင်းထိုးတယ်ပြီးတော့ယူနေဘူးနဲ့လောင်းတယ်ပတ်စပို့တွေဆွဲဖြဲတယ်ပတ်စံလည်းမပေးဘူးအဲ့တော့ကျွန်တော်တို့ဒီမှာလာတိုင်ကြတော့ဘာကြီးဖြိုးကိုနေလင်းတို့လာတိုင်ကြတာပေါ့အဲ့တော့ကျွန်တော်တို့ဒီကတက်ဆိုင်ရနေရတော့ရဲတွေသွားမယ်ပြီးတော့သတင်းတောက်ပါမယ်ရှေ့နေပါမယ်ကျွန်တော်လည်းလိုက်သွားမယ်ဘာလို့လဲကျွန်တော်နိုင်ငံသားအချင်းချင်းမတည့်တာပဲကိုယ်နိုင်ငံသားသူများနိုင်ငံသားတိကျွန်တော်တို့မရဘူးဗျအဲ့ရပဲမြန်မာစိတ်သက်ဆိုတာအခုတယောက်တည်းသွားတာနော်ဘူးမှမပါဘူးအခုကျွန်တော်တယောက်တည်းပဲ
ပြီးမှလူကြီးလိုက်လာမယ်ဒီကောင်တွေမေးမယ်မျက်နှာမှာရင်တော့ဝင်ပြီးတော့ကြိတ်မယ်ဒီကောင်တွေတွေ့မယ်